အဲဆိုင်မှာ Alzheimer's ယောဂသည်ဖြစ်သူသူမရဲ့အိမ်ကြီးချင်းကရေမော်ဟင်းရေအိုးတိုးကိုယူဆောင်လာခဲ့ပါတယ်အဲ့ဒီအမျိုးသမီးကအန်နာရဲ့သမီးဖြစ်သူမွေးနေ့ဖြစ်တာကိုသတိရပြီးသူမကိုယ်တိုင်လည်းအလုပ်ရှုပ်နေတာကြောင့်သူမရဲ့သမီးမွေးနေ့ကိုတော့မေ့သွားခဲ့ပေမဲ့အဲဆိုင်မှာယောဂသည်အိမ်ကြီးချင်းကတော့သတိရနေခဲ့တာပါအန်နာအဲ့ဒီနေရာကိုစပြောင်းလာတော့ကဒီအိမ်ကြီးချင်းကသူမကိုကောင်းကောင်းဆောက်ရှောက်ပေးခဲ့ဘူးတာကြောင့်အန်နာတယောက်စိတ်ထိခိုက်ပြီးမျက်ရည်ကျလူနေပါဖြစ်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအန်နာကအင်းကြီးချင်းမျိုးသမီးဟာခွက်တစ်ခွက်ကိုအပိုပြင်ဆင်ထားတာကိုသတိပြုမိလိုက်ပါတယ်။သူမကအဲ့ဒီခွက်ဟာနောက်အင်းကြီးချင်းတယောက်ရဲ့သားဖြစ်တဲ့ဂျွန်တွက်လို့ပြောပေမဲ့ဂျွန်ဆုံးပါသွားပြီဆိုတာကိုတော့မသိသေးပါဘူး။အဲ့ဒီအချက်ကအန်နာရင်ကိုကွဲကြေစီခဲ့ပါတယ်။အင်းကြီးချင်းမျိုးသမီးမသိသွားစေချင်တာကြောင့်အန်နာကသူမကိုယ်တိုင်ပဲတော့ပို့ပေးလိုက်ပါမယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီမျိုးသမီးကဟင်းရီကိုအန်နာစီပေးလိုက်တဲ့အချိန်မှာပဲသူမရဲ့ခင်ပွန်းကအပြေးအလွှားရောက်လာပါတယ်။သူကသူ့ဇနီးကိုရှာမတွေ့လို့စိတ်ပူနေခဲ့။ဒါပါမင်းကိုအရန်လွမ်းလို့လိုက်ရှာနေတာပေါ့သူကသူ့ဇနီးကိုသူမရဲ့ယောဂအကြောင်းမသိစေချင်ပါဘူးသူတို့နှစ်ယောက်ထွက်သွားပြီးတဲ့နောက်မှာတော့အန်နာကဂျွန်ရဲ့မိခင်အိမ်ကိုသွားခဲ့ပါတယ်ဂျွန်ဆုံးပါသွားတဲ့ကသူ့မိခင်ဟာဝမ်းနဲ့ကြေကွဲမှုတွေနဲ့အချိန်ကုန်ဆုံးနေတာကြောင့်အိမ်ကြီးချင်းတွေကနေတိုင်းလိုအစားအသောက်တွေလာပို့ပေးကြပါတယ်အန်နာကမိဖို့ချောင်းထဲဝင်ပြီးရေခဲတက်တာကိုဖွင့်ကြည့်လိုက်တဲ့အခါအိမ်ကြီးချင်းတွေလာပို့ထားတဲ့ဟင်းလျာတွေနဲ့ပြည့်နေတာကိုတွေ့လိုက်ရပါတယ်ဟင်းပွဲတိုင်းကိုကြည့်လိုက်တာနဲ့ဘသူတွေလာခဲ့ကြတယ်ဆိုတာကိုအန်နာသိလိုက်ပါတယ်အဲ့ဒီနောက်မှာအန်နာကသူမအတွက်ဟင်းပူပူနွေးနွေးချက်ပြုတ်ပေးပြီးသူမစားပြီးတဲ့အထိဒီကနေမသွားဘူးလို့ပြောလိုက်ပါတယ်အဲ့ဒီအခါမှသာအဲ့ဒီမျိုးသမီးကဇွန်းကိုကင်ပြီးအစားစားပါတော့တယ်အန်နာကသူမကိုဘယူးဆိုင်တဲ့အကြည့်တွေနဲ့စောင့်ကြည့်နေခဲ့ပါတယ်အဲ့ဒီနေ့မှာပဲဂျင်းနီကအန်နာရဲ့စတိုးဆိုင်ကိုရောက်လာခဲ့ပါတယ်ခင်မွန်းဖြစ်သူဆုံးပါသွားပြီးတဲ့နောက်မှာဝင်ငွေမရှိတော့တာကြောင့်သူမဟာတက်တန်းကုန်နီးပါးဖြစ်နေတဲ့ကလေးနှုတ်မှုတွေကိုသာဝင်နိုင်ခဲ့ပါတယ်ဂျင်းနီဘလောက်တောင်ဒုက္ခရောက်နေလဲဆိုတာကိုအန်နာမြင်နေရတာကြောင့်တက်တန်းပိုရှိတဲ့နှုံးမဟုတ်ဘူးနည်းငယ်ကိုပေးလိုက်ပြီး promotion အနေနဲ့ပေးတာလို့ပြောလိုက်ပါတယ်ဂျင်းနီကအန်နာကိုကျေးဇူးတင်စကားဆိုပြီးပြန်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာအနာကဖျက်လျှောက်သွားတဲ့ချက်ကဂျင်းနီအကြောင်းကိုအန်နာစီကနေကြားလိုက်ရပါတယ်ချက်ကဂျင်းနီရဲ့ခင်ပွန်းဆုံးပါသွားတာနဲ့ပတ်သက်တဲ့အသက်အာမခံရောကြီးကိစ္စကိုကင်တွယ်ပေးနေသူဖြစ်ပြီးဂျင်းနီရဲ့အကိုကအဲ့ဒီငွေကိုလိုချင်နေတာပါဂျင်းနီမှာပြုစုဆောင်ရှောက်ရမယ့်ကလေးတွေရှိပြီးငွေကြေးပိုလိုအပ်နေတာကိုသိလိုက်ရတဲ့အတွက်ဂျက်ကအခြေအနေကိုပိုနားလည်ဖို့သူမရဲ့အိမ်ကိုသွားခဲ့ပါတယ်သူရောက်သွားတဲ့အချိန်မှာပဲကျွေးရှင်အုပ်စုတစုကငွေတောင်းဖို့ရောက်နေပါတယ်အဲ့ဒီအချိန်မှာဂျက်ကဒီပြဿနာကိုဘယ်လိုဖြေရှင်းရမလဲဆိုတာကိုအန်နာကိုပြောပြခဲ့ပါတယ်သူကဂျင်းနီကိုတရားရုံးမှာအမွေဆက်ခံခွင့်စွန့်လွှတ်ကြောင်းလျှောက်ထားခိုင်းလိုက်ပါတယ်အဲ့ဒီလိုလုပ်လိုက်ရင်သူမကခင်မွန်းဖြစ်သူရဲ့အသက်အာမခံငွေကိုဆက်လက်ထုတ်ယူနိုင်မှာပါကျွေးမိတွေကနေလွတ်မြောက်အောက်သွားပြီးတဲ့နောက်မှာတော့ဂျန်နီနဲ့ကလေးတွေကိုအဝေးကိုပို့လိုက်ပါတယ်သူတို့ထွက်သွားပြီးတဲ့နောက်မှာတော့ဂျက်ရဲ့မျက်နှာအမူအရာပြောင်းလဲသွားပါတယ်သူတို့မသိလိုက်တာကတော့ဂျက်ဟာအထူးတက်ခွဲဝင်ဟောင်းတစ်ယောက်ဖြစ်နေတာပါပဲအဲ့ဒီလူတွေကဂျက်ကိုပြန်လုပ်ဖို့စူးစမ်းတဲ့အခါဂျက်ကသူတို့ကိုအပြင်းထန်ရိုက်နှက်လိုက်ပါတယ်ပြီးတော့ဂျက်ကခရင်တစ်ချောင်းကိုကောက်ကင်ပြီးတယောက်ရဲ့လက်ကိုထိုးဆိုင်လိုက်ပါတယ်အဲ့ဒီလူကနာကျင်စွာအော်ဟစ်လိုက်ပါတယ်နောက်တစ်ယောက်ကထွက်ပြေးဖို့စူးစမ်းပေမဲ့ဂျက်ကလက်တီးတစ်ချနှစ်တင်သတိလစ်သွားအောင်ထိုးလိုက်ပါတယ်အဲ့ဒီလူကနာကျင်မှုကြောင့်ချွေးတွေပြန်နေပါတယ်ဂျက်ကအိမ်ထဲကပျက်စီးသွားတဲ့ပစ္စည်းတွေကိုစည်ရင်းလုပ်ပြီးတစ်ခုချင်းစီအတွက်ရော်ကြေးပေးဖို့ပြောလိုက်ပါတယ်အဲ့ဒီလူကဒေါသထွက်ပေမဲ့ရွေးချယ်စရာမရှိတော့တဲ့အတွက်လက်ခံလိုက်ရပါတယ်ဂျက်ကဂျင်းနီရဲ့ကျွေးမိပြဿနာကိုဖြေရှင်းပေးုံတင်မကပဲအပူရော်ကြေးတွေပါရအောင်လုပ်ပေးလိုက်နိုင်ပါတော့တယ်